ကဲ့မင်္ဂလာပါရှင်။ကျွန်မကတော့မဆူဆူဘူးပါ။ကျွန်မကတော့အိမ်မှာတနက်တပိုင်းနေ့ဒီမုံလေးတွေကိုကိုရိုင်းပေါ့နော်ဒါဖူးရှုပ်ပြီးတော့ကိုရိုင်းပြုတ်ထားတဲ့ຢာလေးကိုကိုရိုင်းထုတ်ပိုးပြီးတော့ကုန်စံဆိုင်လေးကြီးစားတုံးလေးတွေကိုရောင်းချပို့ဆောင်ပေးနေပါတယ်။ဒီအိုနောင်စီစဉ်မှုပေါင်းတဲ့ခါတိုင်းတော့ညီမတို့တို့ဘယ်လိုပို့ရတာလဲဆိုတော့ဝေသူစီကိုတွားရမယ်အဓိကအချက်ပြီးလုပ်ငန်းမေးဖက်တင်လုပ်ငန်းအဓိကဝန်ဆောင်မှုပေးရတယ်လုပ်ငန်းကိုဘယ်လိုမျိုးပေါ့နော်စနစ်ချပြုလုပ်ရမယ်ဆိုရင်ညီမတို့တို့ပို့ပြီးတော့ဝိသုဒအသိဉာဏ်နဲ့ရှိလာပါတော့ဒီပြရည်နဲ့ဖုန်းနဲ့ဆက်သွယ်ပြီးတော့ဆွေးနွေးတိုင်းနေတဲ့ချိန်မှာလုပ်ငန်းမော်ဒယ်ပြအကြောင်းကိုသိလာတယ်။ညီတော့ဆိုလို့ရှိရင်တော့လုပ်ငန်းမော်ဒယ်ပြအကြောင်းကိုသိလည်းမသိဘူးပေါ့နော်ကိုကြားလည်းမကြားဘူးပေါ့နော်နားလည်းမလည်ဘူးလည်းမလေ့လာပြဘူးပေါ့နော်အခုဆိုလို့ရှိရင်တော့ online နဲ့ဆက်သွယ်နေတဲ့ချိန်မှာလုပ်ငန်းမော်ဒယ်ပြအကြောင်းကိုသိလာတယ်ဘယ်သူတွေကိုအဓိကထားရမယ်ဘယ်လိုမျိုးဆက်သွယ်ရမယ်ဘယ်လိုမျိုးပို့ဆောင်ရမယ်ဆိုတာဝယ်သူတွေကအရေးကြီးရဆိုတဲ့အကြောင်းတွေလုပ်ငန်းရဲ့အဓိကအားသာချက်တွေလုပ်ဆောင်တဲ့အကြောင်းကိုအခြားပေါ့နော်ညီမမသိတဲ့အပိုင်းကဏ္ဍတွေအကုန်လုံးပေါ့နော်ဒီမှာညီမတို့ပို့ပြီးတော့သိလာရတယ်အဲ့တော့ကြောင့်မလိုက်ပြီးလှုပ်ဆောင်တဲ့အခါမှာစနစ်ချရဖြစ်လာတယ်အဲ့တော့ဝေသူတွေလည်းပို့တိုးလာတယ်ရောင်းရည်လည်းပို့ပြီးတော့တိုးလာတယ်ညီမတို့ပေါ့နော်အရန်ကိုပေါ့နော်အဆင်ပြေပေါ့နော်ညီမကတော့အကုန်လုံးလည်းမျှဝေချင်ပါရဲ့ဒီ season လေးကိုလည်းပေါ့အခြားအင်ရှင်မတွေအဲ့လိုတနိုင်တိုင်းစီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံးလုပ်ငန်းရှင်တိုင်းတွေပေါ့အကုန်လုံးပါပေါ့နော်ဒီ season လေးတွေမှာပါဝင်တဲ့ဒီပညာရေးအတတ်ပညာရေးပေါ့နော်ပညာရေးပို့ပြီးအရေးကြီးရဲလို့ပေါ့နော်အားလုံးလည်းမျှဝေချင်ပါရဲ့ပေါ့နော်အခုကျမတို့အခုဒီအိုနောင်ကနေပြီးတော့ပေါ့နော်ကျမတို့ထောက်ပံ့ခြင်းတွေပေးလိုက်တယ်ညီမတို့ပေါ့နော်ကိုပစ္စည်းလေးကိုပထမထပ်ပို့ပြီးတော့ပေါ့နော်တိုးပြီးဝင်နိုင်တယ်ဝယ်ပြီးတော့ရောင်းချနိုင်တယ်အဲ့လိုရောင်းချနိုင်တဲ့ကြောင့်ညီမတို့အမြတ်လေးတွေပို့တိုးလာရပေါ့နော်ကျောင်းလုပ်ငန်းလည်းပတ်မှုလည်းပို့ပြီးတော့အဆင်ပြေလာရပေါ့နော်အဲ့ဒါကြောင့်မိသားစုတွေမှာစီးပွားရေးဝင်လေးရတယ်တစ်စိတ်တစ်ပိုင်းပို့ပြီးတိုးတက်လာရပေါ့နော်အဲ့ဒါညီမတို့လိုမျိုးတနင်္ဂနွေအင်ရှင်မမျိုးသမီးတွေကအများကြီးပေါ့နော်အကျိုးကျေးဇူးရှိပါတယ်လို့အများကြီးလက်တံမိုးရှိပါတယ်လို့ညီမတို့တော့ကတော့အရင်ကပေါ့နော်ဒီလိုမျိုးဒီစီမံနဲ့ပေါင်းရင်းရတဲ့အတွက်ကျေးဇူးလည်းတင်တယ်ဟိုအမြင်လေးပေါ့နော်မျက်စိအမြင်ကြီးဘူးတူတာရေပေါ့နော်ကိုကျင်လာရေကိုလှုပ်အားတွေကိုရောင်းအားတွေကိုမှလည်းဓာတ်ရရှိရဲ့အခွင့်အရေးတွေရှိရဲ့ပေါ့နော်ထပ်ပြီးတိုးချက်ပြီးလုပ်လို့ရရဲ့အဲ့လိုမျိုးနဲ့ပို့တိလာရဲ့ပေါ့နော်